အဲ့တော့ကျွန်တော်တို့ organic guitar YouTube channel လေးတွေ demo ဖောက်တာကိုကျွန်တော်တို့သွားပြီးရိုက်ပြီးစားမှာဖြစ်ပါတယ်။ကြက်ပေါင်ရဲ့ဂီးနဲ့မှုမွေးလေးနဲ့ကြက်သွန်ကြီးကျော်မဆလာနဲ့ရောထားတဲ့အနှစ်နဲ့လုံးဝနှက်ထားတဲ့ဓာတ်မောင်လေးကိုကျွန်တော်တို့ရိုက်မယ်သွားမယ်စားမယ်နောက်ထပ်လည်းကျွန်တော်ရဲ့ organic guitar YouTube channel ကနေလုံးဝမိုက်တဲ့ blog တွေစိတ်ဝင်စားစရာကောင်းတဲ့အသစ်ဆန်းတွေတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ organic guitar YouTube channel လေးကို subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာ